တွေနိုင်ငံသားဝန်ထမ်းဆောင်နေတဲ့ပြည်သူအမှုပညာရှင်တွေပြည်သူဝန်ထမ်းတွေဗုဒ္ဓသာသနာနေလို့လာလို့ထွန်းလင်းတောက်ပါလာအောင်စွမ်းဆောင်နေတဲ့သာသနာဝန်ထမ်းတွေဒါတွေကြည့်ပြီးတတိမာမြိတ်ဆိုလာဘို့လိုလဲမရ